ဇလန်ရဲ့အစမှာကောင်းလေးတယောက်ဟာတချင်းသားထောင်ကအိမ်ပန်းမှာမလို့ဘူတာကိုထွက်လာခဲ့ပါတယ်။ဘူတာကိုရောက်တဲ့အချိန်မှာတော့အိုဆာရာစူပီမူဘူတာကြမှာတမင်းနဲ့ရထားကိုတိုက်မိရဲ့မတော်တဆမှုတစ်ခုကြောင့်လောင်လာမဲ့ရထားကိုမိနစ်30လောက်နောက်ကျထွက်ဖို့စီစဉ်လိုက်ရတဲ့အကြောင်းကိုသတိပေးနေခဲ့ပါတယ်။အဲ့ဒီအချိန်ခါအိုယူကတယောက်တည်းရထားဆောင်နေတဲ့ဟာနာရှီကိုသတိထားမိသွားပါတယ်။ဟာနာရှီကသူ့ကိုထူးဆန်းစွာစိုက်ကြည့်နေတဲ့ခါအိုယူကိုအဲ့လိုကြီးကြည့်နေတာစက်သိန်းထောက်ကိုခေါင်းကြောင်ပြောခဲ့ပါတယ်။ဒီတစ်ဝိုက်မှာတမင်ကြောင့်ရထားနောက်ကျရဲဆိုတာဖြစ်နေကြမလို့မိနစ်30လောက်ရထားဆောင်ရတာကိုဒေါသထွက်သွားခဲ့တဲ့ဟာနာရှီကဒီနာအမိုးလောက်ဘူးဆိုတာသူ့အကဲခက်မိတဲ့လောက်ပြန်ရှင်းပြနေခဲ့ပါတယ်။နောက်တော့မိုးရေကြောင့်တကူလုံးဆူရွှဲနေဖြစ်တဲ့ဟာနာရှီကိုသူဟာဘူတာနဲ့အိမ်သိမ်မွေးရမလို့ဟာနာရှီကိုအေးမိတော့လို့ရှိရင်အိမ်ဟာမိဘရဲ့စိတ်ပူနေလိမ့်မယ်လို့ပြောတာသူ့ရဲ့ထီကိုပေးလိုက်ပါတယ်။ဟာနာရှီကလည်းစကားကိုကက်လက်နေပြောနေခဲ့ပေမဲ့ထီကိုတော့လက်ခံခဲ့ပါတယ်။ထီကိုပြန်ပေးအဆင်ပြေအောင်လို့ဟာနာရှီနဲ့ခါအိုယူတို့တယောက်နဲ့တယောက်ဖုန်းနံပါတ်နဲ့နာမည်ကိုပြန်လည်ပေးခဲ့ကြပါတယ်။နောက်နေ့ခါအိုယူကျောင်းအောင်ရောက်တော့ဆီယာမကတိုဂျိုကနေကျောင်းပြောင်းလာတဲ့ကျောင်းသူအစ်ကိုခန်းနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။အဲ့ဒီကျောင်းသူအစ်ကတော့ဟာနာရှီပဲဖြစ်နေခဲ့ပါတယ်။ကျောင်းရဲ့ပထမဆုံးနေ့မှာနဲ့ခက်ချီချီနေတက်ပြီးသူစိတ်ဝင်စားတဲ့မန်ဂါဆောင်အဟောင်းလေးကိုဖတ်နေတတ်တဲ့ခါနာရှီကအတန်းရဲ့ဘူလီကောင်မလေးရဲ့မျက်စိစူးစရာဖြစ်လာခဲ့ပါတယ်။ဟာနာရှီကသူ့ကိုပြဿနာရှာနေတဲ့ကောင်မလေးကိုဗီယူမဆိုင်ပေမဲ့သူစိတ်ဝင်စားစွာဖတ်နေတဲ့မန်ဂါဆောင်အဟောင်းလေးကိုစတော်ကားပြောလာတဲ့အခါမှာတော့အကောင့်သေးချန်တဲ့အထိပါတစ်ချက်တည်းထိုးပစ်ခဲ့ပါတယ်။ခါအိုယူကတေးသွားပြီဖြစ်တဲ့သူညီမလေးခိုင်ရန်ရဲ့နှင်းပတ်လည်နေဖြစ်တာမလို့လွမ်းဆွနေခဲ့ပါတယ်။အိမ်နေဖြစ်တဲ့ခါအိုယူကအတန်လေးကြားလို့ထွက်ရှိတဲ့အခါမှာမြဲမှုနေတဲ့သူ့အဖေရဲ့ပြဿနာရှာဦးကခံရပြန်ပါတယ်။အိမ်တို့ရဲ့ပြဿနာတွေကိုမင်းဆိုင်နိုင်တဲ့ခါအိုယူကစိတ်တပေါက်အနေနဲ့အိမ်ရဲ့မြေကိုချေဦးတဲ့အောင်ပြေးထွက်လာခဲ့ပါတယ်။ပြေးထွက်လာခဲ့တဲ့ခါအိုယူကရထားလမ်းမှာမောဖြီနေတဲ့အချိန်နောက်မှာရထားလာရဲ့အတန်ကြားအကြောင်းဘေးကိုခုန်ရှောင်ခဲ့ပါတယ်။အဲ့ဒီအောက်မှာလမ်းတစ်ခုကိုတွေးလိုက်ရပြီးခါအိုယူကစိတ်ဝင်စားသွားခဲ့ရကြောင်းအဲ့ဒီလမ်းတိုင်းဆက်လျှောက်လာခဲ့ပါတယ်။ဆက်လျှောက်လာခဲ့ရင်းနဲ့သူကဂူပေါက်တစ်ခုကိုတွေးခဲ့ပြီးတော့အထူးအဆန်းဖြစ်နေတဲ့အကြောင်းဝင်ကြည့်ခဲ့ပါတယ်။ခါအိုယူကဂူထဲကိုဝင်ခဲ့ပြီးတော့ရှေ့ဆက်လျှောက်လာတဲ့အခါမှာတော့ခိုင်ရဲ့ဖက်နယ်လေးနဲ့ခိုင်ရဲ့မွေးခဲ့ဦးရဲ့ကြက်တူကြီးလေးကိုပါတွေးခဲ့ပါတယ်။ဒီတော့မှဟာအိုယူကဒါရွာရှိမှတန်တယ်ဖြစ်နေအောင်တတိထားမိခဲ့ပြီးတော့ရှေ့ဆက်မလျှောက်တော့ပဲဂိမ်းဝါကိုပြေးထွက်လာခဲ့ပါတယ်။အိမ်ပြန်ရောက်တော့ခါအိုယူကိုသူ့အဖေတောင်းပန်ခဲ့ပြီးတော့သူ့မူးလွန်လို့ဖြစ်ကြောင်းနဲ့တပတ်လုံးတငယ်ချင်းအိမ်မှာနေခဲ့ရလားလို့မေးလိုက်တဲ့အချိန်မှာသူ့ပြေကဘာမှာပျောက်သွားတာတစ်ပတ်ရှိသွားကြောင်းသိလိုက်ရပါတယ်။ကျောင်းမှာလည်းခါအိုယူရဲ့တငယ်ချင်းတွေကတပတ်လုံးပျောက်နေတဲ့အတွက်မေးနေခဲ့ပါတယ်။ခါအိုယူကလည်းသူ့တုတ်ကူးကြောင့်ကျောင်းမလာဖြစ်တာလို့ရှင်းပြနေခဲ့ပါတယ်။ကျောင်းစင်းတော့ခါအိုယူကသူမနေ့ကတွေ့ခဲ့တဲ့ထူးဆန်းတဲ့တန်တွေကိုခါရန်ကိုပြန်ခေါ်နိုင်မလားဆိုတဲ့အတွေ့နဲ့ထပ်သွားကြည့်ခဲ့ပါတယ်။ဟာနာရှီကနောက်မှာပါလာခဲ့တဲ့အတွက်ခါအိုယူကမြန်ထွက်သွားမှရမယ်လို့ပြောတာဂိတ်ပေါ်ဝစီကိုဆွဲခေါ်ပြေးထွက်လာခဲ့ပါတယ်။ခါအိုယူကဟာနာရှီကိုတန်နေတဲ့ဟာအချိန်နဲ့ပြင်ကဘာအချိန်စီးစင်းပုံမတူကြောင်းရှင်းပြနေခဲ့ပါတယ်။သူတို့စက္ကန့်ပိုင်းလောက်နေခဲ့တဲ့အချိန်ကပြင်ကဘာမှာ9နာရီလောက်ကုန်သွားတာဖြစ်ပါတယ်။အဲ့နောက်ဟာနာရှီကသူ့မှာလည်း fiction နဲ့စူတောင်းတစ်ခုရှိကြောင်းနဲ့ခါအိုယူနဲ့တူတူပဲဆိုတာတန်တဲ့အကြောင်းတူတူလေးလာကြဖို့ဝိတ်ဆွေဖက်ခဲ့ကြပါတယ်။ခါအိုယူကပုံမှန်နေလိုပဲမနေ့ကျောင်းသွားပြီးကျောင်းစင်းတဲ့အချိန်ကျဟာနာရှီနဲ့အတူတန်တဲ့ကိုလေးလာခဲ့ကြပါတယ်။ပထမဆုံးအနေနဲ့တန်တဲ့ရဲ့ခြေစည်းစင်းကိုဘယ်နေရာစပြီးပြောင်းလဲဆိုတာသိရအောင်ဟာနာရှီကအပြန်ကနေဖုံပြောနေမှာဖြစ်ပြီးခါအိုယူကဖုံပြောရင်တန်တဲ့ကိုဝင်သွားမှာဖြစ်ပါတယ်။မုံမီကြီးတစ်ပင်ကိုဖျက်လိုက်တဲ့အချိန်လိုင်းပက်တာနဲ့ခါအိုယူကချက်ချင်းပြေးထွက်ခဲ့ရဖြစ်ပေမဲ့ဟာနာရှီကတော့ပြေးမှာ65မိနစ်ကြာစောင့်လိုက်ရပါတယ်။နောက်ရက်မှာလည်းကျောင်းစင်ရထားဖြတ်လမ်းမှာတွေ့မယ်ဆိုရင်ဟာနာရှီရဲ့မစိမ့်နဲ့တူခါအိုယူတို့ကတန်တဲ့ကိုထပ်လေးလာခဲ့ကြပါတယ်။တန်တဲ့ရဲ့ခြေစည်းစင်းကိုတေချာသိရအောင်မုံမီကြီးတစ်ပင်နာမှာခါအိုယူက30စက္ကန့်နေရမှာဖြစ်ပြီး30စက္ကန့်ပြီးရတဲ့ချက်ချင်းထွက်လာခဲ့ရမှာဖြစ်ပါတယ်။တန်တဲ့ရဲ့30စက္ကန့်ကပြင်မှာ2နာရီကြာတာဖြစ်ပြီးစက္ကန့်30ဆိုနာရီ20တနာရီဆိုရင်မှာရက်100တရက်ဆို6နှစ်ရဲ့တဝက်ကြာရဆိုတာကိုတေချာသိလိုက်ရပါတယ်။ဒီလိုနဲ့နေရောက်သားတန်တဲ့ကိုလေးလာရင်တူတူအမြဲချင်းနေကုန်နေကြဖြစ်လို့ခါအိုယူရဲ့တကယ်ချင်းနေရပါတွဲနေကြလားလို့စနေခဲ့ကြပါတယ်။ခါအိုယူနဲ့ဟာနာရှီကတန်တဲ့အကြောင်းကိုစာတရိုက်မှာလေးလာခဲ့ကြပေမဲ့သူတို့အတွက်အသုံးဝင်တာကိုရှာမတွေ့ခဲ့ကြပါဘူး။နောက်တော့နောက်ဆုံးစမ်းသပ်ချက်တစ်ခုအနေနဲ့တန်တဲ့ရဲ့မြင်ရလူကမေးဖို့ရင်တန်တဲ့ရဲ့လူစီရောက်လားဆိုတာသိရဖို့အတွက်ထက်လေးလာခဲ့ပြန်ပါတယ်။တန်တဲ့ရဲ့ပို့လိုက်တဲ့ခါအိုယူရဲ့မေးဟာနာရှီယိုစီရောက်ခဲ့ပေမဲ့9နာရီကြာထိုင်ဆောင်နေတဲ့ဟာနာရှီယိုစီကမက်ဆေ့ကိုတော့တန်တဲ့ရဲ့ခါအိုယူစီရောက်မလာခဲ့ပါဘူး။ဒီတော့မှတန်တဲ့ရဲ့လူကပဲမက်ဆေ့နဲ့ဆက်သွယ်လို့ရမယ်တေချာသိသွားခဲ့ပါတယ်။ဟာနာရှီယိုကတန်တဲ့နဲ့မဆိုင်ပေမဲ့ခါအိုယူစီကိုငါးပြားထိုက်စီရှောက်လေချောင်းကိုမက်ဆေ့ဖို့ကခေါ်ခဲ့ပါတယ်။ခါအိုယူကစကားတွေပြန်လဲပြောပြခဲ့ကြပြီးတော့လာမယ့်အကြောင်းပေးရမှာတန်တယ်လေးကိုတူတူဝင်ဖို့စီစဉ်ခဲ့ကြပါတယ်။နောက်တော့ခါအိုယူကစာပြီးအရင်ကသူ့မှာပြောကြကောင်းတဲ့မိသားစုလေးရှိကြောင်းနဲ့သူ့ညီမလေးကသူ့လိုချင်တဲ့သိကျန်ဘူးကောင်လေးကိုတစ်ပင်ပေါ်တက်ဖမ်းပြီးရင်တေခဲ့ရကြောင်းသူ့အမေကအိမ်ပေါ်ကဆင်းသွားခဲ့ပြီးအဖေကလည်းအမြဲရဲတောက်ကမူးနေခဲ့တဲ့အကြောင်းတွေကိုရင်ဖွင့်ပြောဆိုခဲ့ပါတယ်။ဒါကြောင့်တန်တယ်နဲ့ပတ်သက်ပြီးသူ့လိုချင်တဲ့ဆူတောင်းဟာအာယန်ကိုပြန်ခေါ်လာပြီးရင်လိုမိသားစုတွေစုံစုံလင်လင်နေရဖို့ဖြစ်ပါတယ်။နောက်ရခါအိုယူတို့ကတန်တယ်ထဲမှာအသွားပြန်108စက္ကန့်တည်သွားဖို့လုပ်ထားကြပါတယ်။ဒါမှလည်းကျောင်းပိရက်တွေတီးကြပြေကဘာကိုပြန်ထွက်လာနိုင်ကြမှာဖြစ်ပါတယ်။အဲ့နောက်အချိန်စားမှတ်ကပြေးနိုင်တဲ့မြန်မြန်ပြီးခဲ့ကြပါတယ်။ဟာနာရှီယိုစီကိုမန်ကစာရက်တွေကတန်တယ်တွေကထွက်လာခဲ့ပါတယ်
ဒီမန်းကစာရွက်တွေကဟာနာရှီကိုအတွက်အလွန်ရေးကြီးနေတယ်လို့ဖြစ်နေခဲ့တာကြောင့်အချိန်မီပြန်ထွက်နိုင်ဖို့အတွက်ခါအိုယူကပါကူသိမ်းပေးနေခဲ့ပါတယ်။တန်နေရဲ့အပြင်ကိုရောက်တော့ခါအိုယူကပထမဆုံးအနေနဲ့ဟာနာရှီကိုလူချင်တာပါလဲလို့စာမေးလာခဲ့ပါတယ်။အချိန်ကလည်းမနက်၄နာရီဖြစ်နေခဲ့တာကြောင့်ခါအိုယူကဟာနာရှီရဲ့အိမ်ကိုလိုက်လာခဲ့ပါတယ်။ဟာနာရှီရဲ့အိမ်ကိုရောက်တဲ့အခါခါအိုယူကဟာနာရှီကိုဝတ်စားလဲနေရကိုစောင့်ရင်းစာအုပ်စင်ပေါ်ကမန်းကစာအုပ်ဟောင်းလေးကိုဖတ်နေခဲ့ပါတယ်။ခါအိုယူကဟာနာရှီကိုတန်နေထဲမှာအသေးအံကောက်နေရဟာနာရှီရဲ့ပထမဆုံးမန်းကလာလို့မေးလိုက်ပါတယ်။အဲစကားကိုအန်ဟောသားခဲ့ဟာနာရှီကိုခါအိုယူကသူ့အကဲခတ်မိတော့ပြန်ရှင်းပြနေခဲ့ပါတယ်။ဂျပန်မှာနှစ်စဉ်မန်းကရေးတဲ့သူရောက်9000လောက်ရှိပြီးမန်းကရေးစရာဖြစ်ချင်ကြတဲ့သူတွေကသူတို့ရဲ့စာမှုတွေကိုစာတိုင်းစီပို့ကြရပါတယ်။အဲဒီရောက်9000မှာဟာနာရှီကတယောက်ပါဝင်ဖြစ်ပြီးငယ်လေးတွေကမန်းကရေးတဲ့အဖိုးပြသူနဲ့တူတူနေခဲ့ရတာကြောင့်ဟာနာရှီကလည်းမန်းကတွေကိုစိတ်ဝင်စားတဲ့သူတယောက်ဖြစ်ပါတယ်။ခါအိုယူဖတ်နေခဲ့တဲ့မန်းကတွေကလည်းသူ့ဖိုးရေးခဲ့တာဖြစ်ပြီးလုံးဝရောင်းမကောင်းတာကြောင့်ပတ်စံလည်းမရခဲ့သလိုဖိုးကိုထောက်ပံ့နေရတဲ့မိဘတွေကလည်းမန်းကကိုမုန်းလာခဲ့ကြပါတယ်။အဲဒါကြောင့်မန်းကရေးစရာဖြစ်ချင်တဲ့ဟာနာရှီကတိုဂျိုကမိဘတွေစီကနေထွက်လာခဲ့ရဖြစ်ပါတယ်။ဒါကြောင့်ဟာနာရှီကိုလူချင်းတဲ့တန်နယ်တွေကဆူတောင်းဟာမန်းကရေးဖို့အတွက်ထူးရီချင်းတကူဖြစ်တယ်ဆိုတာကိုခါအိုယူကအကဲခတ်မိသွားပါတယ်။ဟာနာရှီကိုနဲ့ပထမဆုံးတွေ့ရနေရစာတိုက်စီကိုပို့ဖို့လုပ်နေတဲ့ဟာနာရှီရဲ့မန်းကကိုဖတ်ချင်ကြောင်းခါအိုယူကခွင့်တောင်းခဲ့ပါတယ်။ဟာနာရှီကလည်းသူ့ရဲ့မန်းကိုလုံးဝစိတ်တိုင်းမကြပေမဲ့ခါအိုယူရဲ့သူတို့ကအတူတူပူးပေါင်းနေတဲ့ရဲဘော်ရဲဘက်တွေလိုဟာနာရှီကိုမိဖွဲ့တော့စကားကိုပြန်ပြောတဲ့အချိန်မှာတော့ခွင့်ပြုခဲ့ပါတယ်ခါအိုယူကအချိန်တစ်ခုပေးပြီးတေချာဖတ်ခဲ့ပါတယ်မန်းကစိတ်ဝင်စားဖို့ကောင်းပြီးနားလဲရလွယ်လို့နောက်ထပ်ဖတ်လို့ရနိုင်မလားဆိုတဲ့ခါအိုယူရဲ့စကားကြောင့်ဟာနာရှီကပြောသွားခဲ့ပါတယ်သူတို့ကဩဂတ်လ2ရက်နေ့မှာတန်နယ်လေးကိုဝင်ချမှာဖြစ်ပြီးဒီတစ်ခါမှာတော့ခါအိုယူကအာယန်ကိုမတွေ့မချင်းတန်နယ်ရဲ့အဆုံးထိဆက်ရှောက်မှာဖြစ်ပါတယ်ဟာနာရှီကလည်းသူ့ရဲ့မန်းကတော့အထူးကြီးချင်းမရမချင်းတန်နယ်ရဲ့အဆုံးထိဆက်သွားမှာဖြစ်ပါတယ်။အဲ့ရဲ့မတိုင်ခင်ဂျပန်ယူကနိုယူပွဲတော်ရှိရာကြောင့်တူတူရှောက်လက်ကြရင်းနဲ့ယဉ်နှိမှုပိုရခဲ့ကြပါတယ်။အိမ်ပြန်ရောက်လာခဲ့တဲ့ခါအိုယူကိုသူ့အဖေကနာခဲ့ရဲ့အမေတလင်းနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ဒီကိစ္စကိုလက်မခံနိုင်သေးတဲ့ခါအိုယူကအပေါ်တက်ကသူ့ကန်းစီကိုပြေးထွက်သွားခဲ့ပါတယ်။အခန်းထဲရောက်တော့ဟာနာရှီရဲ့ဒီနေ့တွေ့လို့ရမလားဆိုတဲ့ message ကြောင့်ကော်ဖီဆိုင်ကိုတွားတွေ့ခဲ့ပါတယ်။ကော်ဖီဆိုင်ကိုရောက်တော့ခါအိုယူဖတ်ခဲ့တဲ့မန်းကစာမှုတွေကိုဟာနာရှီကစာတိုက်စီပို့လိုက်တာဖြစ်ပြီးမဂ္ဂဇင်းရဲ့အက်ဒီတာဖုန်းပေါ်ကမန်းကအတူတူထုတ်ဖို့စိတ်ဝင်စားလာမေးခဲ့တာကြောင့်ဒီကိစ္စကိုလက်ခံနိုင်ဟာနာရှီကပွဲဦးတဲ့မန်းကစာရေးဆရာတယောက်ဖြစ်လာမှာပါဒီတော့မှဟာနာရှီကိုတန်နေတဲ့ဝင်လူချင်းတဲ့အရာကအပြင်ကမှာရနေခဲ့ပြီဖြစ်တာကြောင့်ဟာနာရှီကိုတယောက်တန်နေတဲ့ဝင်ဖို့တွေးတွေများနေခဲ့တာကိုခါအိုယူကသတိထားမိသွားပါတယ်ဒီနောက်အိမ်ပြန်ကြဖို့ဘူတာမဆောင်ရင်တမင်ကြောင့်ယထာမတော်စားမှုဖြစ်တာကြောင့်နောင်လာမယ့်ယထာကိုမိနစ်30လောက်နောက်ကျထွက်ဖို့စီစဉ်လာကြောင်းကိုတတိပေးခဲ့ပါတယ်ဒီတတိပေးစကားရဲ့အဆုံးမှာခါအိုယူကတွေးရည်နဲ့ပြားများနေခဲ့တဲ့ဟာနာရှီယိုကိုသူတို့စားတွေတော့အတိုင်းတီးစာနေကြပန်းကြီးကိုခုကပြန်သရုပ်ဖော်ပြခဲ့ပါတယ်ဟာနာရှီယိုကလည်းအစအကြောင်းသွားပေမဲ့နေကြပန်းကြီးကိုထီးဆိုပြီးသူ့ကိုပေးနေတဲ့ခါအိုယူနဲ့အတူပြန်သရုပ်ဆောင်ပြခဲ့ပါတယ်ဟာနာရှီယိုနဲ့ခါအိုယူနှစ်ယောက်ဟာလည်းတယောက်ကိုတယောက်သဘောကျစွာယူမောခဲ့ကြပါတယ်ပြီးမှဟာနာရှီယိုကဒီရက်ပိုင်းသူ့အလုံးရှုံးနေခဲ့ရကြောင့်ထီးပြန်ပြီးကိုမင်းနေကြောင်ပြောတာနောက်တွေ့ရင်တေချာပေါက်ထီးကိုပြန်ပေးမယ်လို့ကတိပေးခဲ့ပါတယ်ခါအိုယူကဟာနာရှီယိုနဲ့ပို့ထားတဲ့စာတွေကုန်ဖြက်ကဒီညတန်နယ်လေးကိုသူတယောက်တည်းဝင်သွားခဲ့ပါတယ်နောက်နေ့မှာဟာနာရှီယိုကခါအိုယူစာတွေဖတ်ထားတာတွေ့ခါအိုယူစီကိုလိုက်သွားခဲ့ပါတယ်နေညကနေခါအိုယူတယောက်အိမ်ပြန်မလာခဲ့ရလို့ခါအိုယူရဲ့အဖေရဲ့စကားကြောင့်ခါအိုယူတယောက်တန်နယ်လေးကိုတယောက်တည်းဝင်သွားရဲဆိုတာကိုဟာနာရှီယိုကသိသွားခဲ့ပါတယ်တန်နယ်လေးကိုရောက်နေတဲ့ခါအိုယူကလည်းဟာနာရှီယိုကတန်နယ်လေးကိုမဝင်လဲထူးရီချင်းရှိပြီးသားသူတွေရောက်ဖြစ်ပြီးရရှိမှတန်နယ်ဆိုတာကြီးကလည်းဆုံးရှုံးသွားတဲ့အရာတွေကိုပြန်ဖန်တီးပေးနိုင်တဲ့နေရာတစ်ခုဖြစ်တာကြောင့်ဟာနာရှီယိုဝင်သွားလဲဘာမှမထူးတာမလို့အက်ဒီတာရဲ့ကမ်းလှမ်းမှုကိုလက်ခံလိုက်ပြီးဒီကဘာကြီးပေါ်မှာဟာနာရှီယိုတည်ရှိခဲ့ကြောင်းကိုတတိပြဖို့ဟာနာရှီယိုရဲ့မန်းကားတွေကိုအမှတ်သားဖြစ်ခြံခဲ့ပါဆိုတဲ့ message နဲ့အတူကိုပိုင်ဆိုတဲ့စာသားနဲ့နှုတ်ဆက်ခဲ့ပါတယ်။ဟာနာရှီယိုကလည်းသူ့အရာအလုံးကိုဆွန့်လွတ်ခဲ့ပြီးခါအိုယူနဲ့အတူတူတန်နယ်လေးကိုဝင်မဲ့ဆိုတာသူပြောတဲ့ထူးရည်ချင်းတစ်ခုကြောင့်မဟုတ်ပဲခါအိုယူနဲ့အတူတူရှိချင်တာကြောင့်လို့ရရှိမှတန်နယ်ရဲ့ရှိမှပြောနေခဲ့ပေမဲ့အထက်ကခါအိုယူအောင်မကြားနိုင်ခဲ့တော့ပါဘူး။တန်နယ်လေးဝင်သွားတဲ့ခါအိုယူကသူဝင်လာတာ14နာရီကြာခဲ့ပြီးပြင်ကဘာမှာ4နှစ်ခွဲလို့ရေရွတ်နေချိန်တန်နယ်ရဲ့အဆုံးလို့ယူဆရတဲ့လင်းနှန်းတစ်ခုကိုမြင်လိုက်ရပါတယ်။လင်းနှန်းစီပြေးလာသွားရင်တကားပေါက်တစ်ခုနဲ့ဝင်လိုက်တဲ့အချိန်မှာခါအိုယူကသူ့ညီမလေးခါရန်ကိုတွေ့လိုက်ရပါတယ်။ရုတ်တရက်ရှင်တွေကြောင့်ခါအိုယူကဟာနာရှီယိုနဲ့တွေ့ခဲ့ရအစားလို့တန်နယ်လေးကိုတူတူလေးလာခဲ့ရတယ်တန်နယ်လေးကိုသူဝင်လာခဲ့ရဆိုတဲ့အရာတွေကိုအိမ်မက်လို့ထင်သွားခဲ့ပါတယ်သူညမလေးနဲ့စကားပြောနေရင်အမှတ်မတင်ခါအိုယူဟာမှန်တဲ့ကသူ့ရဲ့မူလပုံစံကိုမြင်လိုက်ရတာကြောင့်သူကြုံတွေ့ခဲ့တဲ့အရာတွေကအိမ်မက်မုံမှန်သိသွားခဲ့ပါတယ်ဒီနောက်နိုဒီစတိုက်ကျနေတဲ့သူ့ရဲ့ဖုန်းကိုကြည့်လိုက်တဲ့အချိန်မှာအာနာရှီယိုရဲ့အပြင်ကဘာမှာသူကြုံတွေ့ခဲ့ရတဲ့ခက်ခဲလေးရဆလို့ငားထားတဲ့ထီလေးတန်ကြီးတစ်ဖြည်းဖြည်းတက်လာရဆိုတဲ့ message ကအဆုံးခါအိုယူထွက်သွားတဲ့ရက်ခနဲ့ကနေစဉ်ရက်ဆက်ပို့နေခဲ့ရ9နှစ်ရှိသွားခဲ့တာကိုတွေ့သွားခဲ့ပါတယ်ဒီတော့မှခါအိုယူကတိတ်မှပိတ်မိမနေတော့ပဲသူ့ကိုမြဲဆောင်နေတဲ့သူတကယ်ချစ်ရတဲ့ဟာနာရှီယိုနဲ့အတူပြစ်စုံပံမှာအကောင်းဆုံးနေထိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်
ခါအိုယူကတကားကိုအမြန်ဆွဲလက်ခါဟာနာရှီယိုရဲ့နာမည်ကိုပါဇက်ကတပေါက်ပေါက်ခေါ်ရင်သူတို့ရဲ့အမတ်တရတွေကိုပြန်တွေးတာငါနင်းကိုချစ်တဲ့ဆိုတဲ့မက်ဆေ့နဲ့အတူဟာနာရှီယိုစီပြန်လာနေခဲ့ရင်းကနေလဲကျမေးလဲသွားခဲ့ပါတယ်ဒီလိုနဲ့ဆာကူရာဘန်းနေပွင့်တဲ့ယာတီကနေနေကြဘန်းနေလမ်းနဲ့နှူဦးကိုရောက်လာခဲ့ပါတယ်ဟာနာရှီယိုကပွဲဥတဲ့စီးရီစတိုက်ရင်းနေခဲ့ရကြောင့်ထည့်ရေးဖို့အတွက်အိုင်ဒီယာမထွက်တဲ့အထိပါဖြစ်လာခဲ့ပါတယ်။အရီယာဘက်ကနေတော့ခဏလောက်အနားယူပြီးအိုးနောက်ကိုအနားပေးတဲ့ကြောင်ပြောကဟာနာရှီယိုကခါအိုရဲ့ထီလီကိုတွားလိုက်ရအမြဲတည်သွားလိမ့်ရှိရာကြောင့်အဆောင်သဘောများလားလို့ကမေးလာခဲ့ပါတယ်။အိမ်မြန်မှုတွေဘူတာမှာစောင့်နေတဲ့ဟာနာရှီယိုကတပင်းနဲ့ရထားတို့တိုက်မိရဲ့မတော်တဆမှုတစ်ခုကြောင့်နောင်လာမဲ့ရထားကိုမိနစ်30လောက်နောက်ကျထွက်ဖို့စီစဉ်လိုက်ရရဲ့ဆိုတဲ့တတိပေးစကားကြောင့်ခါအိုယူကိုတတိယကဝမ်းထဲစွာငိုချခဲ့ပါတယ်။ငိုနေရဲ့ချိန်ဖုန်းထဲကကြလာတဲ့နိုဒီကြောင့်ဟာနာရှီယိုကခါအိုယူစီကစာများဖြစ်လာမလားဆိုတဲ့တွေးနဲ့ဖုန်းကိုထိုးကြည့်ခဲ့ပါတယ်။တကယ်ပဲခါအိုယူစီကစာဖြစ်နေခဲ့ရကြောင်းအန်ဟောသွားတဲ့မျိုးလုံးတွေနဲ့အတူတန်ထဲရှိရာစီကိုပြေးထွက်လာခဲ့ပါတယ်။တန်ထဲတွေကိုဝင်ခဲ့ပြီးတတိလစ်နေခဲ့တဲ့ခါအိုယူကိုနှိုးကပြန်လာတာနှီးနေရမလို့ကြိုးလာတာလေးဆိုတဲ့စကားနဲ့အတူအနမ်းတစ်ပွင့်ကိုပြေးခဲ့ပါတယ်။ဒီအနမ်းကတာမန်10စက္ကန့်အနမ်းဖြစ်ခဲ့ပေမဲ့တန်ထဲထဲမှာဖြစ်နေရမလို့အချိန်6နာရီကြာမြင့်ခဲ့တဲ့အနမ်းတစ်ပွင့်ဖြစ်ခဲ့ပါတယ်။တန်ထဲထဲကထွက်လာတဲ့အခါဟာနာရှီယိုမန်းကလုံကြီးဝတ္ထုတွေဖတ်လို့ရရဆိုတဲ့ခါအိုယူရဲ့စကားကြောင့်ဟာနာရှီယိုကဘလို့သိရလဲလို့မေးခဲ့ပါတယ်။ပုံမှန်ဆိုပြင်ကဘာပိုးတဲ့မက်ဆေ့တွေကတန်ထဲထဲကလူစီမရောက်ခဲ့ပေမဲ့ဟာနာရှီယိုပိုးတဲ့မက်ဆေ့တွေကိုတော့ခါအိုယူကလက်ခံရရှိခဲ့ပါတယ်။ဒီလိုစကားရည်နဲ့လွမ်းသိနေကြချိန်လူဦးမှာထူးထူးဆန်းဆန်းမိုးတွေကျလာခဲ့ရကြောင်းခါအိုယူကဟာနာရှီယိုလက်ထဲကတန်ကြီးတက်နေတဲ့ထီးလေးကိုယူအားတူတူဆောင်းထားခဲ့ပါတယ်။ 가사 Situations bring you back to me. Oh, love is never break up. I guess you heard that's all.